fighter တွေထဲမှာငါအကျဉ်းဆုံးကွာတယ်စီလောင်းကပြောတယ်အမဂျိုကြီးအာဂဲငါကွာမင်းထပ်ဖို့ကောင်းတယ်အမေဟုတ်ပါဆရာကြီးကဘာလုပ်လဲအလူကဲတာယူအလူကဲဒီနေ့ guys okay ဆိုတော့နော်ဆိုတော့အားလုံးပဲလက်ခံကြတာပေါ့နော်ကျွန်တော်ချက်ရှိုးပဲဟဲ့ဟုတ်လားအမေချောင်းပရိုလီလာပြီကဲအတဲကလာတော့မှတာကြီးတို့ချက်ရှိုးဆရာကြီးထိုက်ကဘယ်လိုများလုံးပြမှာဟုတ်မျက်စိထဲကနေဖိုးဖောက်ဝင်သွားတယ်အေးဝါကိုထိုက်ကရဲ့အသက်တွေကစောင်းရင် unique ဖြစ်တယ်ကွာပြောလို့ရှိရင်တာယူတည်ရမှာမျိုးပေါင်းဆက်ထားတဲ့ဟာတွေကလေအစားပိုင်းမှာတာယူရှိုးလိုက်နော်အမေလုံးဝကွာ 3D ပုံစံကွာဒါတော့ 3D တော့မဟုတ်ပါမယ်အမျိုး 2D ကိုပဲ 3D ပုံစံလောက်ထားတဲ့ဘောမျိုးလေးပေါ့နော်ဆိုတော့သူရဲ့ idea ကြီးကဘယ်လိုပြောမလဲဘတော်မှမပြင်းရအောင်ကွာတည်ရစောင်းကော်ရတယ်bro that's so fucking on fire ကွာတည်လားမဲချစ်ကိုကိုယ့်ရဲ့ Reddit စားမှာကိုယ့်ရဲ့နိုင်ငံကိုစားပြုနေနေလေဝင်ပြီးတော့မှပြန်လို့ရပြီဆိုတာကိုတာကြီးတို့သိပြီလားအရင်ချင်းပြီးမိတဲ့သူတွေတော့ကြတော့အင်ဒိုနီးရှားရဲ့ M7 offline venue ပွဲတွေမှာလည်းပါဝင်ခွင့်ရနိုင်ပါသေးတယ်ခင်ဗျာအဲ့ဒီပြိုင်ပွဲလေးတွေမှာလည်း bro ကဝင်ပြီးတော့မှဝင်ပြိုင်မယ်ပြီးကြတော့တိုက်ဆွဲကိုလည်း bro ကလောက်ရန်နေပြီးတော့မှဗျာ skin လေးတွေကိုလည်းဝင်ပြီးတော့မှဂုံးစင်းလို့ရပါသေးတယ်တော်တော်လေးမှမိုက်တယ်နော်တာကြီးတို့အဲ့ဒီတော့တော်ပြီးတော့မှကြုံလို့ရပြီဗျာတာကြီးတွေ case ဆိုအလုံး good luck